Hi အားလုံးပဲမင်္ဂလာပါအခုမိုးကိစ္စလေးတခုလာပြောပေးခြင်းနဲ့ပေးတယ်ပေါ့နော်ကိစ္စလေးတခုလာ share တာပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကမိုးက like လုပ်ခြင်းလို့ဗီဒီယို view များခြင်းလို့အဲ့ဒီ idea နဲ့လုံးဝလာတာမဟုတ်ဘူးဒါပေမဲ့ဒီဗီဒီယိုကိုမ share ရင်လည်းကိစ္စမရှိဘူးကိုယ့်ရဲ့ဆွေမျိုးအတိုင်းဝိုင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသိမိတ်ဆွေတွေပဲဖြစ်ဖြစ်ခရီးသွားပြည်သူတွေကိုတတိပေးခြင်းနဲ့ဆန္ဒလေးတစ်ခုပဲပေါ့နော်ကိုခံလိုက်ရတယ်လို့မျိုးသူများဟိုမပေးခံနေဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုလည်းချမ်းသာတဲ့မိသားစုတွေကဆင်းသက်လာတာတော့မဟုတ်ဘူးဒါပေမဲ့လည်းကိုယ့်ရဲ့အမေချွေးနှဲစာနဲ့ရှာဖွေပြီးတော့မိုးကိုလှုပ်ပေးထားတဲ့ရွှေတွေအခုခံလိုက်ရလို့ပေါ့နော်အဲ့တော့ငါကတော့တရားနဲ့ဖြေပေးမယ်လေကိုမေချွေးနေစာနဲ့လုပ်ပေးထားတဲ့ပစ္စည်းတွေဆိုတော့နှက်မျောတယ်ဒါပေမဲ့လည်းမတက်နိုင်ဘူးပေါ့နော်ဖြစ်သွားပြီအဲ့တော့မိုးလောက်ခရီးသွားတာဒီလောက်လေတဲ့သူတောင်မှပေါ့နော်ဒီလိုမျိုးအမှတ်တမဲ့နဲ့ခံလိုက်ရပါတယ်အဲ့တော့ဟိုပစ္စည်းတွေကိုခရီးသွားတဲ့လေရင်နဲ့သွားတာပဲဖြစ်ဖြစ်ဘယ်ဟာနဲ့ပဲသွားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိတ်ကိုတေးချအောင်တော့ခတ်ပါနော်ကိုယ့်ရဲ့အိတ်ကိုတေးချအောင်တော့ခတ်ပါပစ္စည်းအရန်တန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုလည်းကိုယ့်ရဲ့လက်နဲ့တဘားနဲ့ယူဆောင်သွားပါနော်အဲ့တော့မိုးဖြစ်သွားတဲ့ကိစ္စလေးကတော့ဘာလဲဆိုတော့ပြီးသွားတဲ့လကပေါ့နော်မိုးစင်ကာပူကနေရန်ကုန်ကိုပြန်တယ်ဘယ်လေးရင်ဘယ်ပါညာဆိုတာမပြောချင်တော့ဘူးပြောလဲဘာမှထူးမှာမဟုတ်တော့ဘူးအဲ့တော့မြန်မာပြည်လေးစိတ်ကိုစိုက်နေတာတွေကလေရင်ဘယ်နှစီးမှအများကြီးရှိနေတာမဟုတ်ဘူးအဲ့တော့ကြည့်နေတဲ့သူတွေလည်းသိမှာပဲเนาะအဲ့တော့ mention မခေါ်နေတော့ဘူးအဲ့တော့လေရင်စီးတဲ့အချိန်မှာမိုးကမင်္ဂလာဆောင်ကိစ္စလေးလည်းရှိတယ်ဒီဝါလီအတွက်လည်းပြန်နေဆိုတော့မိုးရဲ့ရွှေလေးပါသွားတယ်မိုးရဲ့ရွှေပရက်တပူပါတယ်ပြီးတော့ဘူးပလတ်စတစ်ဘူးထဲမှာမိုးပြောရင်ပုံလေးတွေတင်ပေးထားမယ်ပလတ်စတစ်ဘူးထဲမှာမိုးကလက်ကောက်အမေလုပ်ပေးရတဲ့လက်ကောက်နှစ်ကွင်းရှိတယ်မိုးအမြဲတမ်း9နှစ်ကျော်10နှစ်လောက်ရှိပြီအဲ့ဒီနဂတ်တစ်စုံလေးကအမြဲတမ်းပွဲသွားရင်ဝဝနေတယ်အတွဲနဂတ်လေးတစ်စုံရယ်အဲ့ဒါလည်းအမေလုပ်ပေးထားတာပဲလက်ကောက်နှစ်ကွင်းလဲဒါအမေအခုဒီတိတ်မကြသေးဘူးအမေလုပ်ပေးထားတာအစ်စ်ကလေအငယ်မလေးမင်္ဂလာမဆောင်ခင်မှာတယောက်နှစ်ကွင်းလုပ်ပေးတာပေါ့နော်မိုးညမနှစ်ကွင်းမိုးနှစ်ကွင်းလေးကွင်းပေါ့နော်အဲ့ဒီပြီးတော့လက်စွပ်လေးတစ်ကွင်းရကြတော့အသေးလေး12လုံးပါတယ်အသေးလေး12လုံးပါတယ်လက်စွပ်တစ်ကွင်းလေးအဲ့ဒီနဂတ်တရံနဲ့အသေးလေးလက်စွပ်တစ်ကွင်းကိုဘူးလေးသေးသေးလေးထဲမှာထည့်ပြီးတော့လက်ကောက်နှစ်ကွင်းကျိုးနေတဲ့ကျိုးနေဆိုတာလိမ့်ပိန်နေတာပေါ့နော်မိုးကဒီတစ်ခေါက်သွားလို့ဆိုလို့ရှိရင်တစ်ခုခုပြောင်းပြီးတော့လှုပ်လိုက်မယ်ဆိုပြီးတော့အဲ့ဒီလက်ကောက်နှစ်ကွင်းလေးရယ်လက်ကောက်နှစ်ကွင်းရယ်ခေါင်းစည်းကျိုးတွေကလစ်တွေအကုန်လုံးကိုပလတ်စတစ်ဘူးအကြီးထဲမှာမိုးကထည့်ထားတယ်နောက်ထပ်Indian လက်ကောက်မို့လို့ဒီ fancy လက်ကောက်တွေသိရမလား Indian အပြားလက်ကောက်အကြီးပဲလေဒို function တွေပါသွားရင်ပွဲတွေပါသွားရင်ဝတ်တဲ့ Indian လက်ကောက်အပြားကြီးအတူပေါ့နော်အဲ့ဒီကောင်ကျတော့ fancy လက်ကောက်အဲ့ဒါလေးပါsorry ဖုန်းဝင်လာလို့အဲ့တော့အဲ့ဒီဟာလေးကိုဘူးတူတင်ထားတယ်ကောင်နာမှာ check in ဝင်တယ်ကောင်နာမှာ check in ဝင်တယ်ဆိုတော့မိုးကကီလို24ကီလိုအိတ်အကြီးတစ်လုံးကအပြည့်ပဲအဲ့ဒီအိတ်ကတော့ခတ်ထားတယ်အဲ့ဒီအိတ်ကိုတင်လိုက်တယ်မိုးရဲ့ hand cage ကြီးမှာ hand cage တွေမှာကအိတ်နောက်တစ်လုံး9 kg က9 kg လောက်ပဲရှိတယ်အဲ့ဒီအိတ်ထဲမှာဘာမှမရှိဘူးမိုးရဲ့ရွှေပရက်ဘူးရဲ့အိုက်ဆောနာမိုးပြောတယ်ပုံတင်မိမယ်ပြီးတော့အဲ့ဒီ plastic ဘူးပေါ့နော်တို့ဒီ fancy ပရက်တွေထည့်တဲ့ plastic ဘူးထဲမှာကလစ်တွေခေါင်းစည်းကြိုးတွေနဲ့ဒီလက်ကောက်နှစ်ကွင်းရဲ့ဘူးသေးလေးထဲမှာကနဂတ်တရံရဲ့လက်စွပ်တစ်ကွင်းလေးရထည့်တာအဲ့လက်စွပ်ကလည်းအသေးလေးပြုတ်နေအဲ့လက်စွပ်ကလည်းမိုးရဲ့ဦးလေးနဲ့အတော်မင်္ဂလာဆောင်မှာမိုးရဲ့ဦးလေးကြီးပေါ့နော်မော်လမြိုင်ဦးလေးကြီးနဲ့အတော်နဲ့ကမိုးရဲ့မင်္ဂလာဆောင်မှာလက်ဖွဲ့ထားတဲ့လက်စွပ်ပေါ့နော်မင်္ဂလာဆောင်မှာရတဲ့လက်စွပ်လေးပေါ့အဲ့လက်စွပ်ရဲ့ကဘူးလေးသေးလေးတော့မှထည့်ထားတယ်ကောင်နာမှာ check in ဝင်တဲ့အချိန်မှာမိုးလျှက်တစ်ပြက်အကြောင်ရိုက်လိုက်တယ်ဘယ်လိုရိုက်လိုက်လဲဆိုတော့ flight full ဖြစ်နေတယ်တဲ့hand carry အိတ်ကိုတဲ့အပေါ်တင်လို့မရဘူးတဲ့အပေါ်တင်လို့မရဘူးဆိုတော့ power bank တွေပါတွေပါလာတယ်ဆိုတော့ကိုကလည်းရုပ်တရက်ဆိုတော့လေအဲ့မှာကောင်တာမှာ check in ဝင်နေတဲ့အချိန်ဆိုတော့ power bank တွေပါလာဆိုတော့ power bank တွေပါမပါဘူးဆိုပြီးတော့ရွှေဘူးလေးကိုတော့ယူလိုက်တယ်ရွှေဘူးကတက်ဘူးတဘူးနဲ့ထည့်ထားတာဆိုတော့ zip ကိုဖွင့်ပြီးတော့ရွှေဘူးကိုယူလိုက်တယ်ဒီ plastic ဘူးကိုမေ့သွားတယ်တတိလည်းမရလိုက်ဘူးနောက်တစ်ခါလည်း plastic ဘူးကလည်းမိုးရဲ့ handbag အိတ်ကိုထည့်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့မေ့တတိလက်လွတ်ဖြစ်သွားတယ်အဲ့ဒီတတိလက်လွတ်ဖြစ်သွားတဲ့ဟာကလည်းတတိမထားမိဘူးလာလိုက်တယ်လှေရင်စီးလိုက်တယ်အိမ်ရောက်လာတယ်အိမ်ရောက်လာတော့လေအဲ့ဒီအိတ်ထဲမှာကဘာမှမပါဘူးမိုးပွဲတက်ဖက်နဲ့တရံ cosmetic အိတ်ကလေးရယ်ပြီးတော့ night with တဲ့ wig စာ nighty ပုံစံမျိုးအင်ကြီးပေါင်းမိလေးတစ်စုံရယ်အဲ့ဒါပဲပါတယ်အဲ့ဒါနောက်ပြီးတော့ snacks ထုတ်လေးတွေပါတယ် duty free မှာမိုးက chocolate တွေပါတယ်ဝယ်မယ်ဆိုပြီးတော့အဲ့ဒီအိတ်ကိုအလွတ်ထားရတာပေါ့နော်ဒါပေမဲ့ရုတ်တရက်တင်လို့မရဘူး flight food ဖြစ်တယ်ဆိုတော့ခါတိုင်း flight food ဖြစ်လို့ဆိုလို့ရှိရင်ကြုံမူလာတော့မသိဘူးလေရင်ခေါင်းပေါ်ကိုတက်ပြီးတော့လေရင်ခေါင်းသားရောက်တော့မှအိတ်တွေပြည့်နေလို့ဆိုလို့ရှိရင်အဲ့ဒီလေရင်ခေါင်းသားလေးမှာထားခဲ့ခိုင်းတာတွေ့ကြုံမှုတယ်ဒီလိုမျိုးလဲကြုံမှုတယ်တခါမှမဖြစ်ဘူးဒါပေမဲ့ဒီတစ်ခါတော့မမဲရကကောင်နာမှာအိတ်အခတဲ့ကဒါတော့မို့အစိုးရ check in ဝင်တာနော်ကောင်နာမှာအိတ်အခတဲ့ကflight full ဖြစ်နေတယ်အပေါ်မှာ flight full ဖြစ်တယ်ဘာဖြစ်လို့လဲ business class တမားတွေက80 kg ပါတဲ့အိတ်တွေ14 kg ပါတဲ့အိတ်တွေတအိတ်မှာ2အိတ်တွေသူတို့အဲ့ဒါကြောင့်ပြေးတာလားတော့မသိဘူးဒါပေမဲ့မိုးအရှိမ business class
10 kg ပဲလက်ထက်ကနေယူသွားလို့ရတဲ့သူတွေက14 kg ယူသွားနေတယ်ဒါပေမဲ့လည်းသူတို့လွတ်တယ်5 kg 6 kg လောက်မပါတဲ့အိတ်ကိုကြတော့သူတို့ fly full ဖြစ်နေတယ်တဲ့အပေါ်တင်ရမယ်တဲ့နော်အဲ့တော့ကထားလိုက်တယ်ကိုလည်းခိုင်းလဲလာနေကြပဲဆိုတော့အမှတ်တမဲ့နဲ့ဆိုတော့သတိမထားမိလိုက်အိမ်ရောက်လာတယ်အိမ်ရောက်တော့လေအိတ်အကြီးထဲမှာပဲဝက်စားတွေအစ်စ်တွေပါတယ်ဖျားလော်ပန်ခွက်လေးတွေပါတယ်ဆိုတော့အဲ့ဒါတွေထုတ်ပြီးတော့ပဲထားလိုက်တယ်အမေတို့ဆေးတွေပါတယ်ဆိုပြီးတော့အဲ့အသေးထဲမှာကျတော့ကိုဖက်နက်နဲ့ဒီ cosmetic တော့ပဲပါတယ်ဆိုတော့ညဘက်မဖောက်မိမနေ့ကျတော့ဒီဝါလီနီးတော့အမေတို့ဈေးသွားမယ်မြို့ထဲသွားမယ်ဆိုတော့အမားလိုလက်ကောက်ကနည်းနည်းပိန်နေနေတယ်လို့တခုပြောင်းပြီးလုံးရင်လုံးမလားဆိုပြီးတော့ပြေးပြီးတော့တက်တယ်လက်စွပ်ကလည်းအသေးလေးကနည်းနည်းပြုတ်နေတော့တက်ကမယ်ဆိုပြီးတော့ပြေးပြီးတော့အဲ့ဒါအိတ်ကိုလည်းတော့ဖွင့်ပြီးတော့ယူတော့ဟုတ်တော့အဲ့ဒီ plastic box ထဲမှာခေါင်းစည်းကျိုးနဲ့ကလစ်ပဲရှိတော့တယ်ခေါင်းစည်းကျိုးနဲ့ကလစ်နဲ့ရှိတယ်အဲ့ဒီရွှေထည့်ထားတဲ့ခွက်ကလေးတေးသေးလေးငကန်းနဲ့လက်စွပ်နဲ့ထည့်ထားတဲ့ခွက်တေးသေးလေးတစ်ခွက်ကရှိနေတယ်ဒီ fancy လက်ကောက်အတုအပြားကြီးကိုလည်းရွှေထိန်ပြီးခိုးသွားလာတော့မသိဘူးအဲ့ဒီလက်ကောက်အပြားကြီးလည်းမရှိဘူးရွှေလက်ကောက်နှကွင်းလည်းမရှိတော့ဘူးအဲ့ဒီငကန်းတရံနဲ့လက်စွပ်တစ်ခွင်းနဲ့လည်းမရှိတော့စုစုပေါင်းတော့နှစ်ချက်သားနီးပါးလောက်တော့ရှိတယ်နော်အတီးတန်တော့မိုးလည်းမမှတ်မိတော့ဘာလို့ဆိုတော့ငကက်ကလည်းတော်တော်ကြာပြီမိုးကအများကြီးမိုးကမခွဲထားဘူးဒီငကက်တရံကမိုးက fancy ပစ္စည်း fancy ငကက်တွေတိတ်မွေတယ်ဆိုတော့ဒီငကက်အတိုလေးတစ်ခုအပြင်သွားရင်ငကက်အတွဲလေးတစ်ခုထားထားတယ်လက်စွပ်ကလည်းမိုးလက်ဖွဲ့ရတာတဲ့လက်စွပ်လက်ကောက်ကလည်းအမေကြားထဲမှာဝယ်ထားတယ်ဆိုစုပေါင်းနှစ်ချက်သားနီးပါလောက်ရှိနှစ်ချက်သားပဲလားဆိုတော့ဒီခေတ်ဒီချိန်နဲ့နှစ်ချက်သားဆိုတာနေတဲ့ပတ်စံတော့မဟုတ်ဘူးအဲ့တော့အိမ်ရောက်လာတော့ပျောက်သွားတော့ချက်ချင်းမိုးပါလို့လဲဆိုတော့အဲ့ဒီ airline ကိုဖုန်းဆက်တယ် airline ကိုဖုန်းဆက်တဲ့အချိန်မှာ airline ကဟိုလူဖုန်းနံပါတ်ပေးဒီလူဖုန်းနံပါတ်ပေးနဲ့လုံးဝ reply ကတိတ်ပြီးတော့ proper မရှိတော့မိုးကဘာလို့လဲဆိုတော့ဒီစင်ကာပူကနေစီးတယ်ဆိုတော့စင်ကာပူချန်ဂီလေဆိပ်ကိုမိုးဖုန်းဆက်တယ်ဒါမိုးလက်တွေ့ဖြစ်တဲ့ကိစ္စနော်သူများကိစ္စကိုမိုးပြောနေရလဲမဟုတ်ဘူးမိုးခံလိုက်ရတဲ့ကိစ္စလေးဒီတလားမှာမိုးဘာလို့ဒီကိစ္စကိုမ share သေးရလဲဆိုတော့မိုး personal ကိစ္စလေးနဲ့လည်းအလုပ်ရှုံနေစိတ်တက်လည်းနဲ့ကြာသွားတာပါတယ်နောက်တစ်ခုကလည်းဒီ process တွေကိုလိုက်နေတာတခုခုတော့ထူးမှာပဲလေစင်ကာပူကနေအထွက်ဆိုတော့စင်ကာပူမှာလည်းဟို reaction တွေ action တွေယူမှာပဲပေါ့နော်ဆိုပြီးတော့အဲ့လိုစိတ်တက်လေးနဲ့စောင့်နေတယ်မေးတွေပြန်စင်ကာပူ email ပို့တယ်စင်ကာပူ email ပို့တာနဲ့ချက်ချင်းပဲချန်ဂီကနေပြီးတော့ reaction ထားယူတယ်reaction ထားယူပြီးတော့ဒီ airline နဲ့သက်ဆိုင်ရာ country manager တွေpassenger officer တွေကိုသူတို့ email ပို့တယ်ပို့ပြီးတော့မို့သူတို့ကဘာပြောလဲဆိုတော့9ရက်စောင့်ပေးပါပေါ့နော်9ရက်စောင့်ပြီး investigation လုပ်တာကိုစောင့်ပေးပါဆိုတော့မို့စောင့်တယ်စောင့်တဲ့အချိန်မှာလည်းသူတို့ investigation လုပ်တယ် check in တွေသွားတယ်လူတွေကိုလည်းစစ်ဆေးတယ်နောက်တစ်ခု CCTV တွေကိုလည်း check တယ် check ပြီးတော့9ရက်မြောက်နေ့မှာမို့ email ပါလာလဲဆိုတော့အမပြောတဲ့ပစ္စည်းတွေကစင်ကာပူအထွက်မှာဒီပစ္စည်းတွေရှိပါတယ်စင်ကာပူဘိုင်းမှာလည်းဖောက်ယူထားခြင်းမရှိပါဘူးဆိုတဲ့ email ကမိုးစီဝင်လာတယ်အဲ့တော့သူတို့ပြီးတော့မြန်မာပြည်ကလူတွေကိုဆက်သွယ်ပါဆိုတော့မြန်မာပြည်ကအဲ့တော့မှ email တွေဝင်တော့မှအမကိုဖုန်းဆက်လာတယ်အဲ့ထဲမှာဘာတွေပါလဲအဲ့ထဲမှာဘာတွေပါလဲပျောက်သွားတဲ့ပစ္စည်းကိုမရှာဘူးအဲ့ထဲမှာဘာတွေပါလဲဟုတ်ပြီမိုးလည်းပြောပြီးတယ်အဲ့ထဲမှာ confuse ဖြစ်စရာဘာမှမပါဘူးပစ္စည်းကဘလို့ပါလာလဲနော် confuse ဖြစ်စရာဘာမှမပါဘူးဖက်နက်တရံ cosmetic အိတ်ဒီဘူးလေးပါတယ်ဒီကလစ်တွေနဂတ်တွေနဲ့ပျောက်သွားတဲ့ရွှေတွေထည့်ထားတဲ့ဘူးလေးပါတယ်ဆိုတော့ပြောတယ်ဟာအမကိုဘာပြောလဲဆိုတော့အမတဲ့စစ်တာသူတို့ခဏကြာသွားတဲ့2ရက်လောက် reply မလာဘူးပြီးတော့ဘာပြန်ပြောလဲဆိုတော့ဘာလဲဖက်နက်တရံပါတဲ့အိတ်ကားတဲ့တအိတ်ပဲရှိတယ်အဲ့ဒီလေရင်ပါတဲ့တအိတ်ပဲရှိတယ်အတိုင်းပဲတဲ့ fork and spoon ပါနေတယ်တဲ့fork and spoon ဆိုတော့လုံးဝမိုးကသတိမထားမိ fork and spoon လုံးဝမရှိနိုင်ဘူးအဲ့ဆိုခိုးတဲ့လူကမျက်ခြေဖြောက်ချင်လို့ထည့်တာပဲဖြစ်မှာပေါ့ဒါဆိုရင်တို့မြန်မာနိုင်ငံရဲ့လေစိတ်အတွင်းထဲမှာခိုးနေပါတယ်နော်ဒါမိုးပွင့်လင်းပြောတယ်ခိုးနေပါတယ်ဘယ်သူဘဲဝါဘလို့ခိုးနေလဲတော့မိုးလည်းမသိဘူးဒါပေမဲ့ဒါကိုကြုံလိုက်တာကိုလိုမျိုးဘယ်သူတွေကြုံနေလဲတော့မိုးမသိဘူးပေါ့နော်ဒါပေမဲ့ဒါပထမမ share တော့မပြောနေတော့ဘူးပေါ့နော်ကိုပစ္စည်းလဲဆုံးရှုံးသွားပြီမပြောနေတော့ဘူးလို့ထင်တာဒါပေမဲ့နောက်လူတွေမဖြစ်အောင်အဲ့တော့ကိုပစ္စည်းလေးကိုစီကန်းရှိနေဟိုဖြစ်ပေါ့နော်တတိလေးထားစီကန်းတော့ရှိမှာပါအကုန်လုံးဒါပေမဲ့တတိလေးထားပြီးတော့အိတ်ကို lock ခတ်ပါဈေးကြီးတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ကိုယ့်ဘာနဲ့ကိုယ်ပဲဝယူသွားပါအဲ့တော့မိုးထက်ကလေချောင်းလိုက်ရဘာပြောလဲဆိုတော့ဈေးကြီးတဲ့တန်မိုးကြီးတဲ့ပစ္စည်းတွေကိုယူဆောင်ခွင့်မရှိဘူးပေါ့နော်kg ဒီ luggage မှာထည့်ပိုင်ခွင့်မရှိဘူးပေါ့အဲ့တော့မိုးကပြောတယ်ဟုတ်ပြီ luggage မှာထည့်ပိုင်ခွင့်မရှိဘူးငါရဲ့ hand carry အိတ်ကိုနေတို့ဘာလို့ fly food ဖြစ်လို့တောင်းသွားတာလဲမေးတယ်အဲ့အတွက်လည်းသူတို့အဖြေမရှိဘူးနောက်တစ်ခုကသူတို့ဘာပြောလဲဆိုတော့ဗာလဲဒီဝန်ထမ်းတွေကိုတဲ့အဝင်အထွက်အမြဲတမ်းစစ်နေကြတဲ့စစ်နေကြဆိုတော့သူတို့ဘက်ကဘာမှဆက်မလုပ်ပေးဘူးအဲ့တော့နောက်ဆုံးတော့ရှုံးပါတယ်ဆိုတာတို့မြန်မာနိုင်ငံမှာလည်းသိတဲ့အတိုင်းပဲတို့ဟိုဘက်ကနေအမှုလိုက်မယ်ဆိုလို့ရှိရင်လည်းကိုရွှေတန်မိုးထက်10စားလောက်ထပ်ကုန်နေမှာနော်စင်ကာပူဘက်ကလည်းဒါသူတို့ဘက်ကနေတက်နိုင်တဲ့လောက်ကိုသူတို့ရှာပေးတယ်သူတို့စူးစမ်းပေးတယ်သူတို့ဘက်ကဘာမှလုပ်လို့မရဘူးမြန်မာပြည်ကိုသူတို့ဆက်သွယ်တယ်မြန်မာပြည်ဘက်ကလည်းဘာမှမထူအဲ့တော့ဘလောက်တောင်အောက်တန်းကြလဲဆိုတာမိုးတခွန်းပဲမေးတယ်လေစိတ်မို့